ဒီနေ့တော့စာလာနံပါတ်31ဖြစ်ပါတယ်အခန်းကြီး31အငယ်1မှ4အိုထာဝရဘုရားကိုရောကိုအကျွန်ုပ်ခိုလုံပါ၏ရှက်ကြောက်ခြင်းနှင့်အစဉ်ကင်းလွတ်ပါစေသောတရားတော်နှင့်အညီအကျွန်ုပ်ကိုကယ်နှုတ်တော်မူပါအကျွန်ုပ်ဘက်သို့နားတော်ကိုလှည့်၍အလျင်မြန်ကယ်နှုတ်တော်မူပါကိုယ်တော်သည်အကျွန်ုပ်၌ခိုင်ခံ့သောကြောက်အကျွန်ုပ်လုံခြုံရာရဲတိုက်ဖြစ်တော်မူပါအကယ်စင်စစ်အကျွန်ုပ်၏ကြောက်အကျွန်ုပ်၏ရဲတိုက်ကကိုယ်တော်ပေသည်နာမတော်အဖို့လုံငါအကျွန်ုပ်ကိုလမ်းပြ၍တွင်တင်ပဲ့ပြင်တော်မူပါကိုယ်တော်သည်အကျွန်ုပ်ခိုလုံရာဖြစ်တော်မူ၏ထိုကြောင့်အကျွန်ုပ်အဖို့ဝှက်ထားသောကြောခွင်းတဲကအကျွန်ုပ်ကိုနှုတ်ယူတော်မူပါအငယ်9မှ10သစ္စာဆောင်တော်မူသောဘုရားသခင်ထာဝရဘုရားကိုယ်တော်သည်အကျွန်ုပ်ကိုရွေးနှုတ်တော်မူသည်ဖြစ်၍အကျွန်ုပ်၏ဝိညာဉ်ကိုကိုယ်တော်လက်၌အပ်ပါ၏မုသာအနတ္တကိုစီးကပ်သောသူတို့ကိုအကျွန်ုပ်သည်မုန်း၍ထာဝရဘုရားကိုခိုလုံပါ၏ကရုဏာတော်ကြောင့်ဝမ်းသာရွှင်လန်းခြင်းရှိပါလိမ့်မည်ကိုယ်တော်သည်အကျွန်ုပ်ဆင်းရဲခြင်းကိုကြည့်ရှု၍အကျွန်ုပ်၏ဝိညာဉ်တွေ့သောအမှုကိုသိမှတ်တော်မူ၏အကျွန်ုပ်ကိုရန်သူလက်သို့မအပ်ဘဲကျယ်ဝန်းသောအရပ်၌နေရာချတော်မူ၏ခန်းငယ်9မှ73အိုထာဝရဘုရားအကျွန်ုပ်၌အမှုရောက်ပါပြီထိုကြောင့်အကျွန်ုပ်ကိုသနာတော်မူပါပူပန်ခြင်းအားဖြင့်အကျွန်ုပ်မျက်စိစိတ်နှလုံးဝမ်းတို့သည်ပြည့်ကြပါပြီအကျွန်ုပ်သည်ပူပန်ခြင်းရှိ၍အသက်ကာလကိုလွန်စေရပါ၏နှစ်စဉ်တိုင်းညီးတွားလျက်နေရပါ၏ကိုအပြစ်ကြောင့်အကျွန်ုပ်အားလျော့၍ရန်သူများကြောင့်အယိုးတို့သည်ဆွေးမြေ့ကြပါ၏အိမ်နီးချင်းတို့သည်အကျွန်ုပ်ကိုအထူးသဖြင့်ကဲ့ရဲ့ကြပါ၏အကျွမ်းဝင်သောသူများတို့သည်လည်းယွန်ကြပါ၏အိမ်ပြင်မှအကျွန်ုပ်ကိုတွေ့မြင်သောသူတို့သည်ရှောင်၍ပြေးကြပါ၏မအောင်းမေသောအသေးကောင်ကဲ့သို့အကျွန်ုပ်ကိုမေ့လျော့ကြပါ၏အိုးချမ်းကဲ့သို့အကျွန်ုပ်ဖြစ်ပါ၏လူများကဲ့ရဲ့ပြစ်တင်ခြင်းကိုကြားရပါ၏ပတ်ဝန်းကျင်အရပ်တို့၌ကြောက်မဲ့ဖွယ်သောအကြောင်းရှိပါ၏လူများတို့သည်အချင်းချင်းသင်းဖွဲ့လျက်အကျွန်ုပ်အသက်ကိုတတ်မိအကြောင်းကြံစီကြပါ၏အငယ်14မှ18သို့တော်လည်းထာဝရဘုရားကိုယ်တော်ကိုအကျွန်ုပ်ကိုးစားပါ၏ကိုယ်တော်သည်အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူသည်ဟုအကျွန်ုပ်လျှောက်ဆိုပါ၏အကျွန်ုပ်၌ဖြစ်လေသမျှသောအမှုအရာတို့ကိုကိုယ်တော်စီရင်ပိုင်တော်မူ၏ရန်သူတို့နှင့်ညှင်းဆဲတတ်သောသူတို့လက်မှအကျွန်ုပ်ကိုကယ်နှုတ်တော်မူပါမျက်နာတော်၏အလင်းကိုကိုယ်တော်၏ကျွန်အပေါ်၌ထွန်းလင်းစေတော်မူပါကရုဏာတော်ကြောင့်အကျွန်ုပ်ကိုကယ်တင်တော်မူပါ။အိုထာဝရဘုရားအကျွန်ုပ်သည်ကိုယ်တော်ကိုဆုတောင်းပတနာပြုပါသည်ဖြစ်၍ရှက်ကြောက်ခြင်းမရှိပါစေနှင့်။လူဆိုးတို့မူကားအရှက်ကွဲလျက်မရဏနိုင်ငံ၌တိတ်ဆိတ်စွာနေကြပါစေသော။မာနထောင်လွှားခြင်းမထီမဲ့မြင်ပြုခြင်းနှင့်တကွဖြောင့်မတ်သောသူတစ်ဖက်၌စော်ကားသောစကားကိုပြော၍မှုသာ၌ကျင်လည်သောနှုတ်တို့သည်တိတ်ဆိတ်စွာနေကြပါစေသော။ခန်းငယ်19မှ22ကိုရောကိုကြောက်ရွံ့သောသူတို့အဖို့တိုထားတော်မူ၍လူသားတို့ရှေ့မှကိုရောကိုခိုလုံသောသူတို့အဖို့ပြုပြင်တော်မူသောဆုကျေးဇူးတော်သည်အလွန်ကြီးလှပေ၏လူတို့ပြုတတ်သောပရိယာယ်နှင့်ကင်းလွတ်စေခြင်းငှာကျင်းကိုတော်မူရာအတွင်းရ၌ထိုသူတို့ကိုကွက်ထားတော်မူ၏ရန်တွေ့ခြင်းအတန်ကိုကွယ်ကာလျက်တဲတော်တွင်သူတို့ကိုစောင့်မတော်မူ၏ထာဝရဘုရား၌မင်္ဂလာဖြစ်စေတည်းအကြောင်းမူကားခိုင်ခံ့သောမြို့၌အံ့ဘွယ်သောမေတ္တာကရုဏာတော်ကိုအကျွန်ုပ်အားထင်ရှားပြတော်မူပြီးကျွန်ုပ်သည်ကိုယ်တော်၏မျက်နှာကွယ်ရာ၌ဆုံးရှုံးပါပြီဟုအကျွန်ုပ်တုန်လှုပ်လျက်ဆိုမိတော်လေကိုယ်တော်ကိုအော်ဟစ်သောအခါအကျွန်ုပ်ပြုသောပတနာစကားသံကိုကိုယ်တော်နားထောင်တော်မူတည်းအငယ်23မှ24ထာဝရဘုရား၏တန်ရှင်းသူအပေါင်းတို့ထာဝရဘုရားကိုချစ်ကြလော့ထာဝရဘုရားသည်တစ္ဆာရှိသောသူတို့ကိုစောင့်မတော်မူ၏မာနထောင်လွှားသောသူတို့ကိုကအပြစ်များစွာဆက်ပေးတော်မူတည်းထာဝရဘုရားကိုကိုးစားသောသူအပေါင်းတို့အာယူ၍ရဲရင်သောစိတ်နှလုံးရှိကြလော့ Okay နောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye